ခင်လေးစားပါသောဓမ္မမိတ်ဆွေပေါင်းတို့တာမန်ကာလအတွင်းတတိယတနင်္ဂနွေနေ့မှာကြားနာရတဲ့ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုထောက်ရှုဆင်ခြင်ကြပါစို့သခင်ခရစ်တော်ဟာလူပုံအလယ်မှာထင်ထင်ရှားရှားတွာလာပြီးတရားဒေသနာတော်ကိုစတင်ဟောကြားတယ်လို့ကျွန်တော်တို့ကိုဖော်ပြပါတယ်တရားဒေသနာတော်ကိုစတင်ဟောကြားခြင်းမှာပဲသခင်ယေရှုဟာတပည့်တော်ကြီး၄ပါးကိုခေါ်တော်မူတဲ့အကြောင်းကိုကြားနာခဲ့ကြရပါတယ်ရှင်ပေထရုနဲ့အန်ဒရူးယာကုပ်နဲ့ယောဟန်ဆိုတဲ့ညီအကိုတွေကိုခေါ်ခဲ့တယ်အဲ့ဒီလိုခေါ်တဲ့ချိန်မှာတပည့်တော်ကြီးတွေဟာချက်ချင်းပဲလှေနဲ့ပိုက်ကွန်နဲ့အဖေဆိုတာတွေကိုထားခဲ့ပြီးခရစ်တော်နောက်ကိုလိုက်ခဲ့ကြတယ်ဆိုတော့ကိုလည်းဆက်လက်ဖော်ပြထားပါတယ်ခရစ်တော်ရဲ့ခေါ်တန်ဟာတပည့်တော်ကြီးတွေကိုပဲခေါ်တဲ့အတွက်ကြောင့်မလို့ယခုခေတ်အနေအထားနဲ့ဆိုလို့ရှိရင်တော်စင်ပေါလမ်းလျှောက်တဲ့ဖုံတော်ကြီးတွေ sister တွေကိုသာခေါ်တဲ့ခေါ်တန်လို့အလွယ်တကူမှတ်ယူတတ်ကြတယ်တကယ်တော့ငါနောက်သို့လိုက်ကြလောဆိုတဲ့သခင်ခရစ်တော်ရဲ့ခေါ်တန်ကလူသားအလုံးကိုဖိတ်ခေါ်တဲ့ဖိတ်ခေါ်တန်ဖြစ်တယ်ဆိုတာကိုနားလည်ကြရပါတယ်သခင်ခရစ်တော်ရဲ့ငါနောက်သို့လိုက်ကြလောဆိုတဲ့ခေါ်တန်ကိုကျွန်တော်တို့ခရိယန်တိုင်းကြားနာပြီးတော့တုံ့ပြန်ဖြေချခဲ့ကြတဲ့သူတွေဖြစ်ပါတယ်ကိုရောကိုယုံကြည်တယ်ကိုရောရဲ့တရားတော်ကိုလက်ခံတယ်ကိုရောရဲ့တရားလမ်းစဉ်အတိုင်းနေထိုင်ရှောက်လန်းကြပါမယ်ဆိုတဲ့ဂရုပေးချက်တွေနဲ့ကျွန်တော်တို့ဟာခရိယန်ဖြစ်လာကြခြင်းဖြစ်ပါတယ်တော့သခင်ခရစ်တော်ကိုယုံကြည်ပြီးရင်းရင်းရှင်းရှင်းနဲ့ရှောက်လာကြတဲ့ကျွန်တော်တို့ဟာခရစ်တော်ရဲ့နောက်လိုက်တူပီတအောင်ဘယ်လိုမျိုးနေထိုင်ကြရမှာလဲသခင်ခရစ်တော်ရဲ့ဖိတ်ခေါ်တမ်းမှာလုပ်ငန်းတာဝန်ပေးအပ်ခြင်းလဲချက်ချင်းပါလာပါတယ်အဲ့ဒီလုပ်ငန်းတာဝန်ကတင်တို့ကိုလူကိုဖမ်းသောတံငါဖြစ်စေမယ်လို့ပြောတဲ့စကားသံပဲဖြစ်ပါတယ်ခရစ်တော်ရဲ့တပည့်တယောက်ကခရစ်တော်နောက်လိုက်ယုံလေးနဲ့လည်းမပြီးသေးပါဘူးခရစ်တော်ကကျွန်တော်တို့ကိုပြန်လည်ပြီးစေလွတ်ပါတယ်ခရစ်တော်နောက်ကိုလိုက်တယ်ဆိုတာကကိုယ်နဲ့ခရစ်တော်နှစ်ဦးတည်းပဲပြီးသွားတာမျိုးမဟုတ်ဘူးဆိုတာကိုဒီကနေ့ကျွန်တော်တို့ကိုသတိပေးတယ်ခရစ်တော်နောက်ကိုလိုက်တဲ့တပည့်တယောက်ကလူကိုဖမ်းသောတံငါဖြစ်စေရမယ်လို့ဆိုထားပါတယ်ဘယ်လိုပုံစံနဲ့ကျွန်တော်တို့ဟာလူကိုဖမ်းသောတံငါဖြစ်စေရမှာလဲသခင်ခရစ်တော်ဟာကျွန်တော်တို့ရဲ့အကောင်းဆုံးသောစံနမူနာဖြစ်ပါတယ်ဝိဝဂလိကျမ်းစာတော်မြတ်မှာဆက်လက်ပြီးပြောထားတာကသခင်ခရစ်တော်ဟာလှည့်လည်သွားပြီးတော့တရားစရာများမှာတွင်တင်တယ်ဧဝံဂေလိသတင်းကောင်းကိုဟောကြားတယ်အနာရောဂါတွေကိုကုသပျောက်ကင်းစေတယ်လို့ပြောထားပါတယ်ခရစ်တော်ရဲ့တပည့်ဖြစ်တဲ့ကျွန်တော်တို့ခရစ်တော်ရဲ့နောက်လိုက်ဖြစ်တဲ့ကျွန်တော်တို့ဟာကိုယ်အစဉ်ပြေတဲ့နေရာမှာပဲထိုင်နေဖို့မဟုတ်ပါဘူးကိုယ့်ရဲ့လုံခြုံမှုကိုပဲရှာဖွေနေထိုင်တဲ့သူတွေမဟုတ်ပါဘူးခရစ်တော်ဆေလွတ်တဲ့နေရာခရစ်တော်ဆေလွတ်တဲ့သူတွေစီကိုသွားပြီးတော့သတင်းကောင်းကိုဟောပြောကြရမှာဖြစ်တယ်အဲ့လိုသွားပြီးတော့ဟောပြောတဲ့ချိန်မှာသိကြပါတယ်စိန်ခေါ်မှုတွေရှိတယ်ပေးဆက်ရမှုတွေရှိမှာပဲဒီကနေ့ကြားနာရတဲ့ဧဝံဂေလိတရားတော်ရဲ့စတင်တဲ့စကားလုံးကရှင်ယောဟန်ဘပ်တစ္စတာအဖမ်းခံရပြီးတဲ့ချိန်မှာသခင်ခရစ်တော်ဟာတရားဒေသနာကိုဟောဖို့အတွက်စပြီးထွက်လာတယ်ဆိုတာကိုပြောထားပေးတယ်ရှင်ယောဟန်ဘပ်တစ္စတာကသခင်ခရစ်တော်ကြွလာမဲ့လမ်းကိုပြင်ဆင်ရင်းနဲ့ထောင်သွင်းအကျဉ်းချခံရပါတယ်ခရစ်တော်ရဲ့နောက်လိုက်ဖြစ်တဲ့ကျွန်တော်တို့ဟာခရစ်တော်ရဲ့တရားဒေသနာကိုဟောကြားရင်းနဲ့စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ကြရမှာပဲအဲဒါကြောင့်ခရစ်တော်ရဲ့တပည့်ဖြစ်တဲ့ကျွန်တော်တို့ဟာကိုယ့်အတွက်အစဉ်ပြေတဲ့နေရာကိုယ်လုံခြုံမှုရှိတဲ့နေရာကိုယ်စိန်ကြတဲ့နေရာမှာပဲနေလို့မဖြစ်ပါဘူးလှည့်လည်သွားလာပြီးတရားဒေသနာဟောကြားကြရမှာဖြစ်ပါတယ်နောက်တစ်ခုကသခင်ခရစ်တော်ဟာတွင်တင်ပေးခဲ့တယ်လို့ပြောတယ်ခရစ်ယာန်တယောက်အနေနဲ့တရားတော်ကိုကိုယ်တိုင်သိတယ်ကိုယ်တိုင်လက်ခံတယ်မသိနားမလည်တဲ့သူတွေနဲ့တွေ့ကြုံရတဲ့ချိန်မှာသူတို့ကိုတင်ကြားပေးဖို့လိုပါတယ်ရှင်ပေထရုကကျွန်တော်တို့ခရစ်ယာန်တွေကိုရေးခဲ့တဲ့စာမှာလူတွေဟာ
မင်းတို့ရဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းအကြောင်းတွေကိုမေးလာတယ်ဆိုလို့ရှိရင်ပြောပြဖို့အစဉ်သင့်ရှိကြပါလို့ပြောတယ်အဲ့ဒီတော့ခရိယန်တယောက်အနေနဲ့ကိုယုံကြည်တဲ့အရာတွေကိုမျှော်လင့်တဲ့အရာတွေကိုတပားသူတွေသိနာလည်အောင်တွင်တင်ဟောကြားပေးဖို့တဲ့တာဝန်ရှိပါတယ်။ဒီဘာဖြစ်မတွင်တင်နိုင်ဘူးဆိုလို့ရှိရင်တောင်မှကိုယ့်ရဲ့နေထိုင်ရှင်သန်မှုပုံစံနဲ့ဘဝနဲ့တက်တည်ခံဟောပြောကြရမှာဖြစ်ပါတယ်။နောက်တစ်ခုကသခင်ခရစ်တော်ဟာလူတွေရဲ့အနာရောဂါတွေကိုကုသပျောက်ကင်းစေတယ်လို့ပြောတယ်။အနာရောဂါတွေကိုကုသပြီးဖို့ကခရစ်တော်ရဲ့နောက်လိုက်တည်းရဲ့လုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာတပားသူတွေရဲ့ဘဝတွေကိုနာကျင်မှုတွေဝေဒနာတွေကိုထည့်ပေးဖို့မဟုတ်ပါဘူး။လူတွေရဲ့နာကျင်မှုတွေလူတွေရဲ့ဝေဒနာတွေကိုတက်တာရရအောင်လှုပ်ဆောင်ပေးရမယ့်သူတွေဖြစ်ပါတယ်။မှန်ပါတယ်။ကျွန်တော်တို့ဟာတကူးရှင်တွေမဟုတ်ဘူး။ကျွန်တော်အားလုံးကိုလုံနိုင်စွမ်းရှိသူတွေမဟုတ်ပါဘူး။ဒါပေမဲ့သူတစ်ပါးတွေခံစားနေရတဲ့ဝေဒနာတွေကိုတက်တာရရအောင်တော့ကျွန်တော်တို့လုပ်ပေးနိုင်စွမ်းရှိပါလိမ့်မယ်။ဟောသခင်ခရစ်တော်လိုပဲလှည့်လည်သွားလာမယ်။တုံတင်ပေးမယ်။အနာရောဂါတွေကုသပေးမယ်ဆိုတာကခရစ်တော်ရဲ့နောက်လိုက်များအတွက်စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့လုပ်ငန်းတာဝန်လည်းဖြစ်ပါတယ်။ငါခရစ်ယာန်တယောက်ဖြစ်တယ်ခရစ်တော်ကိုယုံကြည်တာပဲဆိုပြီးတော့တဏှာမှာကြောင်တစ်ကြောင်မှာအိတ်နေလို့မရပါဘူး။ငါဖျားကရှိခိုးတာပဲဆိုပြီးတော့လည်းနေလို့မရပါဘူး။ခရစ်တော်ရဲ့နောက်လိုက်တယောက်ဒီပတ်ဝန်းကျင်မှာရှိတဲ့လူများပေါ်မှာအနေနဲ့အများကိုယ့်ရဲ့ဘဝပုံစံအလျောက်အကျိုးပြုပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီဧဝံဂေလိကျမ်းစာရဲ့အစမှာ Prophet Hesaya ကျမ်းစာယူပြီးတော့အမှောင်ထဲမှာနေတဲ့သူတွေဟာမဟာအလင်းရောင်ကိုတွေ့ကြရပြီဆိုပြီးတော့ပြောထားတယ်။ခရစ်တော်ဟာကျွန်တော်တို့ဘဝအတွက်အလင်းရောင်ဖြစ်ခဲ့တယ်။မဟာအလင်းရောင်ကြီးဖြစ်ခဲ့တယ်။ဒီအလင်းတော်ထဲမှာကျွန်တော်တို့ရှောင်လန်းခွင့်ရခဲ့ကြတယ်။အခုလက်ရှိချိန်မှာမှောင်မိုက်နေတဲ့ကမ္ဘာလောကကြီးအတွက်ကျွန်တော်တို့ခရစ်ယာန်တွေဟာအလင်းဖြစ်ကြရမှာပဲ။ကိုယ်တိုင်ကမလင်းမဲနဲ့တော့တပားသူတွေကိုအလင်းပြပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ခရစ်တော်ရဲ့အလင်းတော်ကိုကျွန်တော်ရဲ့နှလုံးသားတွေမှာထည့်မယ်။ဒီအလင်းတော်ကိုတပားသူတွေရှေ့မှာထွန်းလင်းပေးရတဲ့တတ္တိရှိအောင်ကြိုးစားနေထိုင်ကြပါစို့။ခရစ်တော်ရဲ့နောက်လိုက်ဖြစ်တဲ့ကျွန်တော်တို့စီဟာအလင်းတော်ကိုခံယူရရှိပြီးဒီအလင်းတော်ကိုတပားသူတွေရှေ့မှာမှောင်မိုက်နေတဲ့ကဘာကြီးထဲမှာတတ္တိရှိရှိရဲရဲရင်းရင်းနဲ့ထွန်းလင်းတောက်ပရဲတဲ့သူတွေဖြစ်ဖို့အတွက်ဖျားသခင်ထံကနေဆုကျေးဇူးတော်တွေကိုတောင်းခံယူသွားကြပါစို့ကျွန်တော်တို့အားလုံးကိုဖျားရှင်ကောင်းကြီးပေးတော်မူပါစေ